မနက်စောကြီးမြို့ကိုးတွေဆိုင်နေတဲ့တောင်ပေါ်ရွာလေးမှာလူငယ်အလုပ်သမားတွေဟာပင်ပန်းနွမ်းနယ်စွာနဲ့အိယာကနေနိုးထလာကြတယ်။လင်းရံလည်းအိမ်တကားဝမှာရက်မျက်လုံးပုတ်တန်းဝေရင်နေတိုင်းဒီလောက်စောစောထားရတာ။အိရေးကိုမဝဘူးလို့ညှိတွားမိတယ်။ဘေးကလူကလည်းမတက်နိုင်ဘူးလေ။မထရင်အဆူခံရမှာပေါ့လို့ပြောပြီးထွက်သွားကြတယ်။လင်းရံကတင်ပေါ်မှာထိုင်နေရင်သူခိုးစားထားတဲ့ဝိညာဉ်စွမ်းရည်တွေကြောင့်လားမသိရင်ဘက်ကိုဖိပြီးစိတ်မောလူမောဖြစ်နေရှာတယ်။အဲ့ဒီနောက်လင်းရံပစိန်ကိုပခုံးပေါ်ထမ်းပြီးထင်းခုတ်ဖို့ရောက်လာတယ်။သူထင်းပုံကြီးပေးမှာထင်းခုတ်ဖို့ပြင်နေတော့ဝမ်ဟုဆိုတဲ့လူကလူမိုက်ပုံစံနဲ့ရောက်လာပြီးလင်းရံဒီကထင်းတွေအကုန်လုံးငါ့အတွက်ပဲမင်းဟိုဘက်ကိုသွားခုတ်ချေဆိုပြီးဗိုလ်ကြမောင်းထုတ်တယ်။လင်းရံကတော့စိတ်ထဲကနေဝမ်ဟုလိုလူစားမျိုးကထောင်သွားပြီးရိုင်းဆိုင်တတ်တယ်။သူနဲ့ရင်ဆိုင်ရတာအလွယ်ဆုံးပဲ။နည်းနည်းလျှော့ပေးလိုက်ရင်သူကဘဝင်ခိုက်သွားလိမ့်မယ်။ပြန်မပြောပဲအလိုက်တိတ်နေမှပဲငါဆက်ပြီးအသက်ရှင်နိုင်မှာလို့တွေးပြီးဘာမှပြန်မပြောပဲတိတ်ဆိတ်စွာရှောင်ပေးလိုက်တယ်။ဒါကိုအဝေးကနေကြည့်နေတဲ့အခြားလူသမားတွေကလင်းရံကတကယ်လူကြောက်ပဲ။ဝမ်ဟုကိုနည်းနည်းလေးတောင်ပြန်မပြောရဲဘူးဆိုပြီးအားမလို့အားမရနဲ့လောင်ပြောင်ကြည့်နေကြတယ်။အလုပ်တွေပြီးလို့စေးရည်ပလင်းဝေးစုသွားတောင်းတဲ့အချိန်မှာတော့အလုပ်ကြီးကြက်ရေးမှုလီကွန်းရှီကမြန်မြန်လောက်ကြစမ်းဖိနေနေကြတာပဲလို့အော်ဟစ်နေတယ်လင်းရံအလှည့်ရောက်တော့လီကွန်းရှီကစေးရည်ပလင်းကိုပေးရင်းနဲ့ဒီနေ့မင်းထင်းခုတ်တာအရန်နေတယ်နောက်တစ်ခါဒီလိုထက်နေရင်မင်းရသိတဲ့ဝေစုကိုပယ်ဖြတ်ပစ်မယ်လို့မကြေမနက်သတိပေးတယ်လင်းရံလည်းရိုးသေးစွာဥညွတ်ပြီးတပည့်သိပါပြီခင်ဗျာမနှက်ထန်ကြရင်အရှိန်မြင့်ပြီးတေချာပေါက်မြန်မြန်လောက်ပါမယ်လို့ကတိပေးခဲ့တယ်ညမောင်လို့အခန်းထဲပြန်ရောက်တဲ့အခါလင်းရံတကားကိုတေချာပိတ်ပြီးကတင်ပေါ်ထိုင်လိုက်တယ်ရလာတဲ့စေးရည်ပလင်းလေးကိုမောတောက်ပြီးစွမ်းရည်တွေစုပ်ယူဖို့မျက်လုံးမိတ်တရားထိုင်တယ်လို့နေရင်းနဲ့ဒီနေရာရဲ့ဝိညာဉ်စွမ်းအင်တွေကမူလကလေးကနေပါလာတယ်ဒီစွမ်းအင်စေးတွေကလည်းအဓိကတောင်ထုတ်ကနေစီးဆင်းလာတဲ့ဘေးထွက်အကျွင်းကြံတွေပဲငါဒီလိုနေ့ရက်တွေကိုဘလောက်အထိထပ်ပြီးဖြတ်တန်းရအောင်မလဲလို့စိတ်ပြက်လက်ပြက်တွေးနေမိတယ်ပြီးတော့မှအိတ်ထဲကကြောက်စိမ့်တုံးလေးကိုထုတ်ကြည့်နေတော့သူ့လေဘင်းမှာဆွဲထားတဲ့တိုးဝက်ဆန်းကျဲတဲ့ကြောက်စိမ့်ပြားလေးကနေအလင်းရောင်တွေတောက်ပါလာတယ်အဲဒီနောက်မှာတော့လင်းရံတယောက်စိုးရိမ်ပူပန်မှုတွေမျောလင်းချက်တွေနဲ့အတူကတင်ပေါ်မှာပင်ပန်းကြီးစွာလှဲလျောင်းရင်အိမ်မောကျသွားတယ်လင်းရံတယောက်အိယာကနိုးနိုးချင်းမှာပဲဝေယဝိဆဆောင်ရဲ့ပုံမှန်ပင်ပန်းလာတဲ့နေ့ရက်တွေကိုထပ်မံရင်ဆိုင်ရပြန်တယ်စိတ်ကြက်စရာကောင်းတဲ့အလုပ်ခွင်ထဲမှာတော့အလုပ်သမားတွေဟာသူ့ကိုဖိနေတယ်ဆိုပြီးအငဲလိုအော်ဟောက်ခိုင်းစေနေကြတာပါမနှက်ဖြန်ကြရင်ဂိုင်းကမင်းတို့ကိုတောင်နောက်ဘက်မှာဆေးဘက်ဝင်ပင်သွားကူးဖို့စီစဉ်ထားတယ်တယောက်ချင်းစီအဝိညာဉ်စုစည်းပန်း3ပင်စီပြည့်အောင်ခူးရမယ်မပြည့်ရင်3ရက်စာဝေစုကိုပယ်ဖြတ်မယ်ခိုးဝက်သိမ်းစီထားတဲ့သူကိုတော့ဂိုင်းကနေနှင်ထုတ်မယ်ဒါပေမဲ့တောင်နောက်ဘက်မှာတားရဲတရိษံတွေရှိတယ်လေကျွန်တော်တို့ရဲ့ကျင့်စဉ်အဆင့်ကအရန်နေလို့တော့အတုံးမကျတဲ့ကောင်တွေဂိုင်းကမင်းတို့ကိုအလကားကျွေးထားတာမဟုတ်ဘူးအန်ဒီရများတဲ့တောင်နောက်ဘက်ကိုသွားရမှာမို့လို့အလုပ်သမားတွေဟာအသက်ဘေးကလွတ်အောင်အုပ်စုဖွဲ့ပြီးသွားဖို့တိုင်ပင်ကြပါတော့တယ်။ဒါပေမဲ့လင်းရံအတွက်ကတော့ထူးခြားတဲ့အလှည့်အပြောင်းတစ်ခုရှိနေခဲ့တယ်။သူပုံမှန်အတိုင်းထင်းခုန်နေရင်းနဲ့ထူးဆန်းတဲ့စွမ်းရည်တစ်ခုကိုခံစားလိုက်ရတယ်။အဲ့ဒီနှွေးထွေးတဲ့စွမ်းရည်စီးကြောင်းကမနေ့ကထက်ပိုပြီးတိတာထင်ရှားလာတာမို့လို့သူဟာတစ်ဖက်လူတွေရိပ်မိသွားမှာကိုစိုးရိမ်ပြီးလူမသိအောင်ဖုံးကွယ်ထားလိုက်ရတယ်။ညဘက်လမ်းလျှောက်လာတဲ့အခါမှာလည်းတခြားအလုပ်သမားတွေကအဲ့ဒီဝိညာဉ်စွမ်းရည်ပန်းကိုရရင်စွမ်းရည်စီးရည်နဲ့လဲလို့ရကြောင်းပြောနေတာကိုကြားလိုက်ရပါသေးတယ်။ညဘက်အခန်းထဲပြန်ရောက်တဲ့အခါမှာတော့လင်းရံဟာမိမိလေဘင်းမှာဆွဲထားတဲ့ကြောက်စိမ့်ပြားလေးကိုထုတ်ကြည့်ပြီးစဉ်းစားနေမိပါတယ်။ဒီကြောက်စိမ့်ပြားလေးကိုလက်ဝယ်ရရှိထားတာ3နှစ်တောင်ရှိသွားပြီဖြစ်ပေမဲ့ဘာမှန်းသေချာမသိသေးပါဘူး။ဒါပေမဲ့အခုအချိန်မှာတော့ကြောက်စိမ့်ပြားပေါ်ကတိမ်တိုက်ပုံစံအစင်းကြောင်းတွေဟာတဖြည်းဖြည်းနဲ့ပိုပြီးထင်ရှားလင်းလက်လာတာကိုသူအံ့ဩစပွဲတွေ့လိုက်ရတယ်။မိုးမလင်းခင်အချိန်ကလေးကဝေယဝိဆဆောင်ရဲ့ဂိတ်တကားကြီးပွင့်သွားပြီးအလုပ်သမားတွေဟာတောအုပ်ထဲကိုထွက်ခွာခဲ့ကြတယ်။သူတို့နောက်ကနေဂိုင်းရဲ့ကြီးကြပ်ရေးမှုကလေတံမာမာနဲ့တတိပေးလိုက်ပါသေးတယ်။နေမဝင်ခင်တေချာပေါက်ပြန်လာခဲ့ကြ။ဝိညာဉ်စုစည်းပန်း3ပင်ပြည့်အောင်မခူးနိုင်တဲ့သူကို3ရက်စာဝေစုပဲဖြတ်မယ်။ခိုးဝက်သိမ်းစီးထားတာတွေ့ရင်တော့ဂိုင်းကနေနှင်ထုတ်ပစ်မယ်။တခြားလုပ်သမားတွေကတော့အန်ဒီရကင်းဖို့အုပ်စုဖွဲ့ပြီးသွားကြပေမဲ့လင်းရံကတော့တယောက်ထဲတောနဲ့ထဲကိုတိုးဝင်သွားခဲ့ပါတယ်။အဲဒီနောက်ချောင်းဆက်ကကြောက်ဆောင်တွေကြားမှာသူဟာသားရဲရဲ့ခြေရာတွေကိုတွေ့လိုက်ရတယ်။ဒါကအန်ဒီရကြီးလာတဲ့လေပြင်းယုံရဲ့ခြေရာတွေပါ။လင်းရံကသားရဲကိုဆွဲဆောင်ဖို့အတွက်အသားတုံးကိုပြစ်ကျွေးလိုက်တဲ့အခါမှာတော့မျက်လုံးအစုံနေရဲနေတဲ့လေပြင်းယုံတစ်ကောင်ပေါ်လာတယ်။သားရဲကိုရှောင်ကွင်းပြီးလင်းရံဟာတောနက်ထဲမှာအဝိညာဉ်စုစည်းပန်းတွေကိုအောင်မြင်စွာခူးဆွနိုင်ခဲ့တယ်။ဒါပေမဲ့သူဂိုင်းကိုပြန်มาတော့မနာလိုတဲ့အလုပ်သမားတစုကသူ့ကိုလမ်းကနေစောင့်ကြိုပြီးချိန်ချောက်တယ်။ဟေ့လင်းရံမင်းကတော့နေရာကောင်းရှာတတ်တာပဲမင်းခူးထားတဲ့ဝိညာဉ်စုစည်းပန်း3ပင်နဲ့မြူစင်မြက်တွေကိုအခုချက်ချင်းပေးစမ်းဒါဆိုရင်တော့ဒီတစ်ချိန်မင်းကိုခွင့်လွှတ်ပေးလိုက်မယ်လင်းရံကအလိုက်တိစွာနဲ့ပန်းတွေကိုပေးလိုက်ပြီးတာနဲ့ချက်ချင်းထွက်ပြေးပါတော့တယ်သူတို့တွေလင်းရံနောက်ကိုလိုက်ဖမ်းဖို့ပြင်လိုက်ပေမဲ့ရှေ့ကောနောက်ကောပိတ်မိနေတဲ့အခြေအနေမှာလင်းရံဟာအသက်လူပြီးတိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲသူတို့ရှေ့ကိုစောစောကလေပြင်းယုံကြီးရုတ်တရက်ရောက်ရှိလာပြီးအလုပ်သမားတွေကိုအုံကြွကြွလိုက်လံတိုက်ခိုက်တယ်ထူးဆန်းတာကတော့အဲ့ဒီသားရဲကြီးဟာလင်းရံရဲ့လေဘင်းကကြောက်စိမ့်ပြားလင်းလက်လာတာကိုမြင်ပြီးလင်းရံကိုရံမမှုပဲတခြားလူတွေကိုပဲလိုက်လံအနေရပြုနေတာပါလင်းရံလည်းအခွင့်ကောင်းကိုအသုံးချပြီးအမြန်ဆုံးထွက်ပြေးလွတ်မြောက်လာခဲ့တယ်။ဘေးကင်းရာကိုရောက်တဲ့အခါမှာတော့လင်းရံဟာအသက်ကိုမနှဲရှူရင်သူ့ရဲ့လှုပ်ဝက်ချက်ကိုဘယ်သူမှရိပ်မိမသွားဖို့ဆူတောင်းနေမိတယ်။ဒီလိုတန်ဖိုးကြီးရတနာကိုပိုင်ဆိုင်ထားမှန်းသူများတွေသိသွားရင်ဘလို့မှမတွေးဝင့်စရာအနေရတွေကြုံရနိုင်လို့ပါပဲ။နေဝင်ရိုးရီအချိန်မှာတော့လင်းရံဟာခုဆွတ်လာတဲ့ဝိညာဉ်စုစည်းပန်းတွေကိုတွားရောက်အနှံခဲ့တယ်။ကြီးကြပ်ရေးမှုကလည်းအလုပ်ကိုအပိုဆောင်ပြီးပြီးမြောက်အောင်လုပ်နိုင်ခဲ့တဲ့အတွက်လင်းရံကိုသဘောကျပြီးစွမ်းရည်စေးနဲ့ပလင်းတောင်လှုပ်ဝက်စုချလိုက်တယ်။ညဘက်အခန်းထဲပြန်ရောက်တဲ့အခါမှာတော့လင်းရံဟာကြောက်စိမ့်ပြားလေးကိုစိုက်ကြည့်ရင်ဒီအဖိုးတန်ရတနာကမှန်တကယ်ဘာဖြစ်မလဲဆိုတာကိုတွေးတော်ရင်အိတ်ဆက်အနားယူသွားပါတော့တယ်။မနေ့ကအသက်ဘေးကလွတ်လာတဲ့လင်းရံဟာပုံမှန်အတိုင်းထင်းခုတ်လုပ်ငန်းခွင်ပြဝင်လာပေမဲ့ပတ်ဝန်းကျင်မှာတော့သတင်းဆိုးတစ်ခုပြန့်နှံ့နေပါပြီ။ဝမ်ဟုတယောက်တောနက်ထဲမှာတာရဲကြီးဆွဲသွားလို့အလောင်းတောင်ရှာမတွေ့တော့ဘူး။အဲ့ဒီလမ်းကတော်တော်နမိတ်မကောင်းဘူး။နောက်ဆိုဘယ်တော့မှမသွားကြနဲ့။လင်းရံမင်းလည်းအဲ့ဒီလမ်းကိုသွားတာပဲ။သူများတွေအသက်ပြောက်နေတာ။မင်းကြတော့ဘာလို့ဒဏ်ရာတစ်ချက်မှမရပဲအကောင်းဘက်ကတည်းပြန်ရောက်လာတာလဲ။ကံကောင်းသွားတယ်ပေါ့လေ။လူတွေရဲ့တန်တရားကိုလင်းရံကတည်ငြိမ်စွာပဲလစ်လူရှုခဲ့တယ်။ညဘက်အခန်းထဲရောက်မှတကားပိတ်ပြီးအင်ဂျီတဲကမြို့ဝက်ကြောက်စိမ့်ပြားလေးကိုထုတ်လိုက်တယ်။ဒီကြောက်စိမ့်ပြားကိုငါးစွမ်းရင်တွေနဲ့ကိုယ်တိုင်လှုံ့ဆော်လို့ရမလားစမ်းကြည့်ရမယ်။
သူအာယုံစူးစိုက်လိုက်တာနဲ့ကြောက်စိမ့်ပြားစီကနေနင်းလက်တော့ပါတဲ့တန့်စင်ဝိညာဉ်စွမ်းအင်တွေထွက်ပေါ်လာလို့လင်းရန်အံ့ဩသွားရတယ်။ဒါကဝိညာဉ်စွမ်းအင်တွေကိုအလိုလျောက်ထုတ်ပေးနိုင်တာပဲ။ဒါပေမဲ့ဒီလိုဝက်ချက်ကိုဘသူ့ကိုမှအတိပေးလို့မဖြစ်ဘူး။နောက်တစ်နေ့မှာတော့ခိုင်းရဲ့ကြီးကြပ်ရေးမှုကဝေယဝစ္စဆောင်ရှိမှအရေးကြီးတဲ့ကြေညာချက်တစ်ခုထုတ်ပြန်တယ်။မြူစင်ကြိုင်ဝမ်းမှာဆေးပင်ခုဖို့လူလိုတယ်။၃ရက်တာတာဝန်အတွက်ဝိညာဉ်စေးငါးပလင်းနဲ့အစစ်နဲ့ဝိညာဉ်ကပ်ပြပေးမယ်။ထူးချွန်ရင်အပြင်စည်းတစ်ပြက်အဖြစ်အဆင့်တိုးပေးမယ်။ကျွန်တော်လျှောက်ထားချင်ပါတယ်။လင်းရန်ရှေ့ဆုံးကစရင်ပေးလိုက်တယ်လို့တခြားသူတွေလည်းလိုက်လံစရင်သွင်းကြတယ်။ကြီးကြပ်ရေးမှုကတော့နောက်ကျရင်အရေးချင်းပယ်ဖြတ်မယ်လို့တတိပေးလိုက်ပါတယ်။ညဘက်မှာလင်းရန်ကကြောက်စိမ့်ပြားကိုတုံးပြီးအာသွန်ခွန်ဆိုင်ဆက်လက်ချင်းကြံရာခန္ဓာကိုယ်ထဲကစွမ်းရည်တွေပောက်ကွဲထွက်ပြီးအဆင့်တက်လန်းသွားတယ်။ချင်းကြံချင်းအဆင့်3ကိုရောက်သွားပြီးကြောက်စိမ့်ပြားပေါ်ကတိမ်တိုက်အစင်တန်းစာတွေကပိုထင်ရှားလာတယ်လို့ပဲအဆင့်တက်သွားလို့ကြောက်ခွဲလက်တီအစွမ်းက3ဆောင်မကပြင်းထန်လာပြီးလှုပ်ရှားမှုတွေလည်းမြန်ဆန်လာတယ်။မြူစင်ချိုင်ဝမ်ခီးမှာအသက်ရှင်လျက်ပြန်လာဖို့သူတေချာပြင်ဆင်လိုက်တယ်။သူတို့3ယောက်မြူစင်ချိုင်ဝမ်ခီးစဉ်အတွက်ဝိညာဉ်စေးငါးပလင်ပဲပေးတာနေလုံးနေလို့မကြေမနက်ဖြစ်နေကြတယ်။အဲ့ဒီအချိန်မှာပဲအပြင်စီးကြီးကြက်ရေးမှုရောက်လာပြီးတရက်စာကာကွယ်နိုင်မဲ့ဝိညာဉ်ကပ်ပြားတွေကိုဝေပေးကပျောက်ဆုံးသွားရင်ဒုတိယတစ်ခုထပ်မရနိုင်ကြောင်းတတိပေးတယ်။လင်းရန်ကဝိညာဉ်ကပ်ပြားကိုသူ့ရဲ့ရင်ဘတ်မှာကပ်လိုက်တဲ့အခါမှာတော့သူ့ရဲ့လှုပ်ဝက်ကြောက်စိမ့်ပြားကဝိညာဉ်ကပ်ပြားကိုပါစွမ်းရည်တွေပုံမကောင်းမွန်အောင်ထိန်းညှိပေးနိုင်တာကိုတတိပြုမိသွားတယ်။ကြီးကြပ်ရေးမှုကဈေးဘက်ဝင်အပင်အမျိုးအစား3မျိုးကိုဆယ်စုံစီပြည့်အောင်ခုဆုပ်ဖို့နဲ့3ရက်မြောက်တဲ့နေ့ဒီအချိန်မှာပြန်လဲဆွရက်ဖို့နောက်ကျရင်စောင့်မှာမဟုတ်ကြောင်းအမိန့်ပေးပြီးထွက်ခွာသွားတယ်။အဖော်မင်းကလေးကကြီးကြပ်ရေးမှုရဲ့တာဝန်မဲ့မှုကိုတွတ်တွတ်ညင်းရင်းနဲ့မကြေမနက်ဖြစ်နေစဉ်မှာပဲလင်းရန်ကအားလုံးစုစုစည်းစည်းနဲ့တယောက်ကိုတယောက်စောင့်ရှောက်ပြီးတားရဲတွေနဲ့တိုးရင်လည်းမလန့်ကြဖို့တိုက်တွန်းတယ်။ဒါပေမဲ့အဖော်ဖြစ်သူကလင်းရန်ရဲ့ကျင့်ကြံခြင်းအစင်းနှစ်လောက်နဲ့အမိန့်ပေးနေတာကိုသဘောမကျဖြစ်နေပေမဲ့ကျန်တဲ့တယောက်ကတော့လင်းရန်စကားကိုပဲနားထောင်ဖို့ဆုံးဖြတ်လိုက်တယ်။တောထဲမှာဆေးပင်တွေရှာဖွေကူးဆွနေရင်းနဲ့အဖော်မင်းကလေးကလင်းရန်ရဲ့ကံကောင်းမှုကိုအံ့ဩလို့နေတယ်။အဲ့ဒီအချိန်မှာပဲလင်းရန်ရဲ့စိတ်ထဲမှာအတိတ်ကပုံရိပ်အချို့နဲ့အတူမိန်းကလေးတစ်ယောက်ကသူ့ကိုဆေးပင်တစ်မျိုးဟာသွေးတိတ်စေကြောင်းတင် जा ပေးခဲ့ဘူးတာကိုပြန်လည်သတိရသွားတယ်။သူတို့ခီးဆက်လာရင်တောလန်းမှာအိပ်ပျော်နေတဲ့ဝန်ပလွေကြီးတစ်ကောင်နဲ့ထိတ်တိုက်တိုးတယ်။လင်းရန်ကဝန်ပလွေကိုသူကိုယ်တိုင်ဆွဲထုတ်ပြီးအာယုံလွှဲထားပေးမယ့်အကြောင်းကြံတဲ့သူတွေကိုဆေးပင်တွေခူးပြီးအရှိဘက်ကိုအမြန်ပြေးကြဖို့တိုင်ပင်လိုက်တယ်။လင်းရန်ကဝန်ပလွေကိုအော်ဟစ်ဆွဲဆောင်ပြီးဝိညာဉ်ကပ်ပြားနဲ့ကြောက်ခဲတွေကိုအသုံးပြုကအစစ်နှိမ်ထောင်ချောက်အစီရင်တစ်ခုကိုအမြန်ဆုံးဖန်တီးလိုက်တယ်။ဝန်ပလွေကြီးကလင်းရန်နောက်ကိုလိုက်လံတိုက်ခိုက်ပေးမဲ့လင်းရန်ရဲ့ထောင်ချောက်စွမ်းအင်တားအဆီးကြောင့်ခဏတာပိတ်မိသွားတယ်။လင်းရန်လည်းအခွင့်အရေးကိုအသုံးချပြီးအမြန်ဆုံးထွက်ပြေးလွတ်မြောက်လာခဲ့တယ်။ဘေးကင်းရာကိုရောက်တဲ့အခါအဖော်တွေကလင်းရန်ရဲ့အစီရင်အတက်ပညာကိုအံ့ဩနေကြပေမဲ့လင်းရန်ကတော့ဒါကအခြေခံအကျဆုံးအဆင့်သာဖြစ်ပြီးကြာထိန်းထားနိုင်မှာမဟုတ်ကြောင်းပြောတယ်။ဒီတိုက်ပွဲကြောင့်သူ့မှာရှိတဲ့ကြောက်ခဲ9လုံးထပ်မံပျက်စီးသွားပြီးစေကနန်းဝန်းကျင်ပဲကျန်တော့တယ်။ညဘက်ကူပြင်ဘက်မှာအဖော်တွေအိပ်ပျော်နေချိန်မှာတော့လင်းရန်တယောက်တည်းကျန်ရှိတဲ့ဝိညာဉ်ကပ်ပြားတွေကိုစစ်ဆေးရင်းစိတ်ပူနေတယ်။ကပ်ပြားတွေကအရေးပေါ်အချိန်မှာအသက်ကယ်နိုင်ပေမဲ့3လေကုန်လေးဖြစ်နေတာကြောင့်အတက်နိုင်ဆုံးချွေတာရမယ်။သူ့ရဲ့အင်ဂျီကလည်းစုပ်ပြဲနေပြီဖြစ်လို့လက်ဖြန်ခီးစဉ်မှာသူ့ရဲ့လှုပ်ဝက်ကြောက်စိမ့်ပြားသူတစ်ပါးမျက်စိထဲမမြင်စေဖို့အထူးသတိထားရမယ်။ဥစ္စာရှိရင်လှုပ်ဝက်ထားရမယ်။အမြဲတမ်းစုပ်လန်းချန်ထားရမယ်လို့တွေးတော်ရင်ကြံရှိတဲ့2ရက်တာခရီးစဉ်မှာအသက်ရှင်လျက်ပြန်ရောက်နိုင်ဖို့စိတ်ပိုင်းဖြတ်နေတယ်။တစ်ဖက်မှာတော့ကြီးကြပ်ရေးမှုဟာမှောင်မိုက်တဲ့ညမှာဝိညာဉ်ကပြားတစ်ခုကိုကင်ဆောင်ရင်းမြူစင်ချိုင်ဝမ်ဘက်မှာမကြသေးခင်ကဟေးပုံတပြကိုင်းသားတွေရဲ့လှုပ်ရှားမှုတွေပုံမစိတ်လာတဲ့အကြောင်းကိုတယောက်တည်းတွေးတော်နေတယ်